လာပါဒီနေ့ကျွန်တော်တက္ကသိုလ်မှာရဲ့စောင်းရဲ့မောင်မောညာလာမစောင်းကိုပြောပြမယ်ဒီထဲမှာမောင်နှံတောင်နဲ့မမမင်းစီတယ်စောင်းပြီးသွားတယ်ဒီထဲမှာဟာကွာရှားလိုက်ရပါမောင်နှံတောင်နဲ့မမဆိုတော့စောင်းမှာပါတော့တယောက်နဲ့ချင်းမြတ်တာကိုတန်ဖိုးထားစေခြင်းနဲ့နောက်ပြီးတော့စောင့်ထင်းရမယ်လူတဘာဝမှာစောင့်ထင်းရမယ်ຢာတွေအခုခကြီးမှာတမီးစားတွေလည်းဖောက်ပြန်နေကြတယ်ဘလူနဲ့တွဲလည်းဖြစ်တယ်ဘလူနဲ့တွဲလည်းဖြစ်တယ်ဆိုရဲအတုံးလုံးနေမကောင်းကွာဒီထဲမှာအဲ့လိုမျိုးချင်းမြတ်တာကိုတန်ဖိုးထားတယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်တယောက်နဲ့တယောက်တန်ဖိုးထားရမယ်စီးရှိရမယ်ချင်းမြတ်တာဆိုတာဂရင်ပေါ်မှာပြီးတဲ့ကိစ္စမဟုတ်ဘဲနဲ့မိမတယောက်ကိုဘယ်လောက်ထိတန်ဖိုးထားကြောင်းပြတဲ့စာအုပ်ဖြစ်ပါတယ်ကျွန်တော်ကတော့ဖတ်ရင်းနဲ့ကိုလန်းအောင်နေရာမှာကွာမင်းကွာကျွန်တော်ကကိုလန်းအောင်ဆိုရင်တော့ပတ်ဝန်းကျင်ကို view စိုက်မိမလားမသိဘူးကွာကိုချစ်တဲ့မိမတယောက်ကိုကျန်တဲ့ယောက်ျားတယောက်ကိုထိုးပေးနိုင်မှုလောက်အောင်ချစ်တဲ့ယောက်ျားမျိုးဆိုတော့ကိုလန်းအောင်နေရာမှာလဲသူ့နံနဲ့သူစဉ်းစားကြည့်ရင်တော့တပွားလုံးလက်ပြတက်နဲ့မှန်ကန်ခဲ့တယ်ဆိုတဲ့ contact ကိုသူရတော့မှာပဲဒါပေမဲ့သူရမ်းချစ်ရတယ်မမမျိုးဆုံးရှုံးရတဲ့ခံစားချက်ကတော့တော်တော်ဆိုးတယ်ဗျာတော်တော်ကိုဆိုးပါတယ်နောက်ဆုံးmấyချိန်ဒီတခါမှမနှမ်းမှုခဲ့တဲ့မမမီရဲ့ဖြူဖွေးလာတဲ့ပါတစ်ချက်ကိုနမ်းရတဲ့ခံစားချက်ကွာယောက်ျားတယောက်ကကိုချစ်ရသောမိမတယောက်ကိုနောက်ဆုံးချိန်နမ်းရတဲ့အနန္တချက်ကဘယ်လောက်ထိတန်ဖို့ရှိမလဲတော်တော်မိုက်ပါတယ်ကျွန်တော်ချစ်ဝိတုတွေတိတ်ပြီးတော့ဖက်လီဘတ်တာမရှိဘူးကြိုက်ဘူးကွာဒါပေမဲ့စောက်ကတော့တော်တော်လေးကျွန်တော်ကြိုက်တဲ့ထဲပါတယ်ရက်မိုက်ပါတယ်ဖက်ကြည့်ပါစောက်ဒီဖိုင်းနဲ့ချစ်ချင်းမြတ်တာကိုတန်ဖိုးထားရတာဖြစ်ဖြစ်ကိုတန်ဖိုးထားရတာဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကြံလို့ရှိရင်တန်ပါတယ်အားလုံးချစ်ပါတယ်ခင်ဗျာဘိုင်ဘိုင်